အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ IGCSE Biology မှာပါလို့ရှိတဲ့ Animal Physiology ခန်းက Blood Components တွေကြောင့်မိတ်ဆက်ပေးသွားပါမယ်အဲ့တော့ Blood Cell ကအဓိက main 3မျိုးရှိရပါတော့ RBC လို့ခေါ်တဲ့ Red Blood Cell သွေးနီဦးနဲ့ WBC လို့ပြောတဲ့ White Blood Cell သွေးဖြူဦးအမွားလေးဖြစ်တဲ့ platelets သွေးဥမွားလေးတွေဆိုပြီးအခါကျတော့ blood cell တုပ်ကိုရှိပါတယ်เนาะဒီ blood cell တုပ်ကိုကြားထဲမှာဘာတွေနဲ့ဖြစ်တာလဲဆိုလို့ရှိရင် plasma ဆိုတဲ့သွေးရည်ကြည်နေနဲ့သိမ့်ပိုက်နေရယူထားတာဖြစ်ပါတယ်အဲဆိုဒီ blood cell တုပ်ခုဖြစ်တဲ့ RBC WBC platelets တွေကိုဘယ်ကနေ manufacturing လုပ်ပြီးလဲဆိုလို့ရှိရင်ဘုံထဲမှာရှိတဲ့ bone marrow တွေကနေ synthesize လုပ်လိုက်တာဖြစ်ပါတယ်ဒါကတော့ RBC WBC platelets တွေပုံဒီပြထားတာဖြစ်တယ်ပေါ့เนาะဒါကတော့ RBC ကျန်တာတွေက WBC နဲ့ဒါလေးကတော့ platelets ကိုကူစားပြုထားတာဖြစ်တယ်အဲ့တော့သူတို့တုပ်ခုရင်ချမ်းမြင်ကြည့်ရအောင်เนาะဒါဆို RBC ကတော့ transport oxygen from lungs to tissue oxygen ရှိနေတဲ့ lungs ကနေ oxygen သွားပြီး carry เนาะတဲလာပေးပြီးအခါကျတော့ oxygen လိုနေတဲ့ tissue တွေ cell တွေစီကိုပို့ပေးတာဖြစ်တယ်ပေါ့ WBC က fight against infection pathogen microorganism လို့ပြောတဲ့ရန်သူတွေပေါ့เนาะ side စာလုံးတွေတုပ်လို့ရတယ်ဒီ infection ဒါမှမဟုတ်ရင်လည်း pathogen microorganism တွေကိုတိုက်ထုတ်ပေးတာဖြစ်တယ် platelets ကကျတော့သွေးတိတ်စီရဲ့အာနိသင်ရှိเนาะ blood clotting function ကိုထားဆောင်ပေးရတာဆိုတော့ဒါ RBC WBC platelets ကိုကြာမြင့်တုပ်ခုရမှာ RBC ထဲမှာเนาะဘယ်လိုမျိုးရှိရှိလဲချက်ကြည့်အောင်ဒါ RBC ကိုပုံကနေကြည့်ပြထားတဲ့ပုံဒါကတော့ side view เนาะဘေးကနေကြည့်ပြထားတဲ့ပုံလေးဖြစ်တယ် RBC ကတော့ biconcave shape ဆိုပြီးအခါကျနံပါတ်ခွက်နေတဲ့ပုံစံလေးရှိရောเนาะထူးခြားမှုအထက်မှာ nucleus မရှိပါဘူးတခြား side တွေနဲ့မတူတဲ့ချက်က nucleus မရှိတဲ့အတွက်ကြောင့်မလို့ hemoglobin တွေများများဆဆနေရာယူထားလို့ရအောင်เนาะဒါဆိုဒီကျမှာ hemoglobin molecule လေးပါတယ်အဲ့ hemoglobin ဆိုတာဘာနဲ့ဖွဲ့ထားလဲဆိုလို့ရှိရင် heme နဲ့ globin နဲ့ပေါင်းထားတာဖြစ်တယ် heme ဆိုတာ Fe2+ ဆိုတဲ့ ion atom လေးနဲ့ globin လို့ပြောတဲ့ protein ဆိုတဲ့ပစ္စည်းနဲ့သူတို့ပေါင်းစပ်ပြီးတော့ပြုလုပ်ထားတာပေါ့နော်ဒါဆိုတာ Fe2+ ကဘာကို carry လုပ်နိုင်လဲဆိုအောက်ဆီဂျင်တွေ combine လုပ်နိုင်စွမ်းရှိပါတယ်ဒါဆိုအောက်ဆီဂျင်တွေကဘယ်ကသွားယူလာလဲ lungs ကနေသွားယူလာတယ် hemoglobin မှာရှိတဲ့ Fe2+ နဲ့ပေါင်းပြီးတဲ့အခါကျတော့သူတို့lungs ကနေ tissue တွေ cell တွေစီပို့ပြီးတော့ဒါဆို molecule ဒီ hemoglobin နဲ့အောက်ဆီဂျင်နဲ့ပေါင်းလိုက်တော့ oxy hemoglobin ဆိုတာဖြစ်တယ်ဒါ tissue ဆိုတဲ့ cell တွေ tissue တွေအောက်ဆီဂျင်လိုနေတဲ့နေရာရောက်ပြီဆိုလို့ရှိရင်အောက်ဆီဂျင် unload ဆိုပြီးအောက်ဆီဂျင်ကိုပြန်ပြီးတဲ့အခါကျတော့ပေးဝေကြတယ်ပေါ့နော်ဒါတို့အဲ့တော့နောက်တစ်ခု RBC ရဲ့သက်တမ်းလေးပြောကြည့်အောင် RBC ရဲ့သက်တမ်းက120 day လောက်ပဲကြာမြင့်ရှိရပါတော့ဘာလို့လဲဆိုတော့သူ့ထဲမှာ nucleus နဲ့မရှိတော့သူများ cell တွေလိုမျိုးသက်တမ်းရှည်ကြာကြီးမနေလို့မရဘူးသူရဲ့ life span about 120 days ဒါမှမဟုတ်ရင်လည်း about 100 days ပေါ့နော်အဲ့လောက်ဝင်ကျင်တယ်တော့ရှိရပါနောက်တစ်ခု WBC သွားကြည့်အောင် WBC မှာမျိုးကွဲနှစ်ခု꿰လိုက်မယ်ပေါ့နော် main နှစ်ခုအဲ့တော့ phagocyte 70% ရှိပြီးတဲ့အခါကျတော့နောက်တအုပ်စု lymphocyte က 25% နဲ့ဒါ WBC အောက်ကိုအကြမ်းမြင်နှစ်ပိုင်းခွဲထုတ်လို့ရအောင်เนาะဒါဆိုတော့ phagocyte ကဘာလုပ်ပေးလဲเนาะ phagocyte ဆိုတဲ့ WBC တွေကဒါ bacteria ဆိုရရာသူတွေသူတို့နဖူးတွေ့ပြီဆိုလို့ရှိရင်စုတူးမှာ pseudopodia တွေကားထုတ်လိုက်တယ်เนาะ pseudopodia ခြေတံလက်တံလေးတွေနဲ့တူတယ်ပေါ့ဒါတွေကားထုတ်ပြီးအခါရာသူဝေါ်ရလိုက်တယ်ပြီးတော့သူ့ကိုယ်ထဲကိုဒါ enclose လုပ်ပြီးအခါကျတော့เนาะအထက်ကိုဆွဲသွင်းလိုက်တယ် vacuum နေနဲ့ဆွဲသွင်းလိုက်တယ် vacuum နေနဲ့ဆွဲသွင်းပြီးတော့သူ့မှာ cytoplasm ထဲမှာရှိတဲ့ enzyme တွေကို release လုပ်ပြီးတော့ဘာလုပ်လိုက်လဲ digestion လုပ်လိုက်တယ်เนาะဒါဆိုနောက်ပိတ်ဆုံးရန်သူကသိဆုံးသွားတယ်ဒီလိုမျိုး the whole process ကိုဘယ်လိုပြောလဲဆိုလို့ရှိရင် phagocytosis လို့ခေါ်ပါတယ်အဲကြောင့်မလို့ဒီ WBC type တွေကို phagocyte ဆိုပြီးတော့ချမ်းမြင့်ခေါ်ဝေါ်တာဖြစ်တယ်ပေါ့နော် phagocytosis ရဲ့ meanings ကဘယ်လိုလဲဆိုရင် cell eating ပေါ့နော်သူတို့ဒါရန်သူဖမ်းယူစားတော့တယ်ဆိုတဲ့ပုံနောက် WBC အောက်မှာရှိတဲ့တခြားမျိုးကွယ် lymphocyte ကိုတစ်ချက်ကြည့်အောင်နော် lymphocyte ကတော့ဒါ comprise of 35% of the WBC ပေါ့နော် 35% of WBC อ่ะသူတို့ lymphocyte တွေပဲဖြစ်ပါတယ်ပေါ့ဒါဆို lymphocyte တွေကဘာလို့လဲဆိုလို့ရှိရင်ဒီမှာရန်သူ pathogen ပေါ့နော် pathogen ပေါ်မှာသူတို့မှာ specific marker လေးတွေပါတယ်ဒီမှာဆိုလို့ရှိရင်အစိမ်းရောင်အတုံးလေးတွေပေါ့နော်ဒါကတော့ cell marker လေးတွေပေါ့ pathogen ရန်သူမှာရှိတဲ့ marker ဒီ marker တွေကိုဒီ lymphocyte တွေကရန်သူမှန်းဆိုပြီးအခါကျဒီ marker မြင်ုံနဲ့သူတို့သိရပေါ့နော်သိရအခါကျတော့ဒီရန်သူတိုက်ထုတ်လို့ရအောင်သူတို့ကဘာထုတ်လဲဆိုရင်လက်နက်ကလေးထုတ်တယ်ဒါလက်နက်ကလေးတွေကကြမ်းမြင့်ဆိုရင်ဘယ်လိုမျိုး shape ရှိလဲဆို Y shape ပုံသဏ္ဍာန်ရှိရယ် antibodies တွေထုတ်လုပ်ပြီးတော့เนาะဒါတော့ antibodies ပေါ့Y shape ရှိရယ် antibody ပေါ့ဒီမှာတော့ Y ပုံစံတော့ဖြစ်မနေဘူးပေါ့เนาะဒီမှာ Y ပုံစံလေးတွေဆွဲပြတယ်ဒီ antibody တွေကခုန pathogen မှာရှိရယ် marker လေးတွေသွားပြီးတော့ combine လုပ်ပြီးရခါကျတော့ရန်သူကို neutralize လုပ်ပြလိုက်တဲ့သဘောเนาะဒါဆိုရန်သူကိုသွားပြီးရခါကျတော့ဒါချုပ်လိုက်တဲ့သဘော neutralization လုပ်ပြလိုက်တဲ့သဘောဆိုရခါကျတော့ဒါရန်သူကိုတိုက်ထုတ်နိုင်တဲ့နည်းကနည်းတွေတစ်ခုပဲပေါ့เนาะနောက်တစ်ခုဒီလိုမျိုး pathogen တွေကနောက်တစ်ကြော့ second time ဝင်လာလို့ရှိရင်เนาะဒီ lymphocyte က
antibody တွေကိုပထမအကြော့ထက်အများကြီးထုတ်ပြီးရဒါမျိုးကြတော့ secondary response လို့ခေါ်တယ်ပေါ့နော်ဒါဆိုဒါ DCR မှာကြည့်ရအောင်ဒါဆိုဒါပထမ primary immune response ခုမှရန်သူနဲ့သူနဲ့နဖူးတွေ့ရတဲ့ခါကျတော့ antibody ကသိမထုံနိုင်သေးဘူးပေါ့အဲ့ second type infection reinfection လုပ်တဲ့ခါဆိုလို့ရှိရင်ဒီ lymphocyte တွေကရခင်ရထက်ပထမအကြော့ first time ထက် antibody အများကြီးထုံနိုင်တယ်အဲ့လိုမျိုးဥစ္စာကို secondary immune response ဒါဆို secondary immune response is more faster in affected than primary immune response ထက် affected ပိုဖြစ်တယ်ဆိုတာလေးမှတ်ထားရမှာအဲ့နောက်တစ်ခု platelet တွေစီးသွားရအောင်เนาะဒါဆို platelet တွေကဘယ်လိုတွေလုပ်လဲဆိုလို့ရှိရင်ဒါ platelet တွေကအခုဒီမှာဆွဲပြထားတယ်ဒီ blood vessel တွေပြဲသွားပြီဆိုပါစို့ blood vessel တွေပေါက်ပြဲသွားပြီဆိုလို့ရှိရင် blood vessel တွေရဲ့အောက်မှာဘယ်သူတွေပေါ်လာလဲဆိုလို့ရှိရင် subendothelial collagen လို့ခေါ်တယ်ဒါ substances တွေပေါ်လာမှာပေါ့နော် subendothelial collagen အဲ့ဒီ collagen တွေကဘယ်သူသွားပြီးတော့လှုပ်ဆောင်နိုင်လဲဆိုလို့ရှိရင်ဒီထက်မှာ blood vessel တွေထက်မှာရှိရင် platelets တွေသွားပြီးအခါကျတော့ activate လုပ်နိုင်တာဖြစ်ပါတယ်ဒါဆိုဒီ platelets တွေကဘာဖြစ်လာလဲဆိုလို့ရှိရင် activate ဖြစ်လာပြီးတော့ခုနဒီမှာ injury ရနေရဲ့ sign of injury မှာလာပြီးအခါကျတော့လာကလိုက်လို့ရှိရင်သူတို့စီးပြင်းသွားတယ်ဒါမျိုးကြတော့ဒါ blood clot ဖာတီးလိုက်တယ်လို့ပြောလို့ရ